လူတယောက်ဟာကောင်မလေးရဲ့ကျိုးနေတဲ့လက်ချောင်းကိုတတိထားမိသွားတယ်သူဟာချက်ချင်းပဲကောင်လေးရဲ့ရေကင်းမုန်းကိုယူစားလိုက်ပြီးကောင်မလေးရဲ့စပင်ဖြစ်တဲ့နဲ့တသားတို့တစ်ချောင်းကိုတုံးပြီးလက်ချောင်းကိုစစ်ထားလိုက်တယ်ဒီအချိန်မှာပဲကောင်မလေးရဲ့ဖခင်ပြန်ရောက်လာပြီးသူ့စီယုံကိုတွားကြတယ်ဆရာဝန်ကဒီလိုစစ်ထားလာကိုမြင်တော့အားတင်းတွားပြီးစစ်တီရဲ့ဖို့ညွှတ်လိုက်တယ်တောင်တနေရာကနေကောင်မလေးဟာအရင်ကကြားဖို့ရဲ့အတန်ကိုပြန်ကြားလိုက်ရတယ်အဲ့ဒါကသူ့လက်ချောင်းကိုစီးပြီးခဲ့တဲ့လူပါဒီအချိန်မှာဖခင်ရဲ့ရင်ဘတ်ထဲမှာစူအောင်နားလာတယ်လူဟာဖခင်ရဲ့ရင်ဘတ်ကိုစမ်းသပ်ကြည့်ပေမဲ့ဖခင်ကသူအဆင်ပြေတဲ့စူပြီးတွန်းလိုက်တယ်တန်ဒီကားထဲမှာဖခင်ရုတ်တရက်တတိလေးသွားတယ်ဒီလူဟာဖခင်ကိုတန်ဒီကားလေးကဆွေးထုတ်ပြီးလဲထားလိုက်တဲ့ဆရာဝန်ကအရေးပေါ်ကရိယာတွေယူဖို့ပြေးသွားတယ်ဒီလူဟာဖခင်ရဲ့ရင်ဘတ်ကိုဖိထားရင်းနှလုံးခုန်ရက်သွားတာကိုတတိထားမိတယ်ဒါပေမဲ့ဆရာဝန်ကရိုးရိုးအသက်ရှူကရိယာပဲယူလာတယ်ဒီလူကဆရာဝန်ကိုနှလုံးကိုစစ်ဆေးဖို့ပြောတယ်အရင်ဆုံးဆရာဝန်ကလေးလူရှုပေမဲ့ဒီလူကဆိုအတင်းတောင်းဆိုတဲ့ဆရာဝန်စစ်ဆေးပြီးတော့မှအခြေအနေဆိုးရနေတာကိုသိလိုက်ရတယ်ဒုနာပြုကလည်းနှလုံးခုန်စစ်တဲ့လေမောင်းညင်စစ်ကိုတွန်းလာတယ်ဒီလူကဒီစစ်ကိုကင်ပြီးအရေးပေါ်ကိုတောင်းမှုဆက်တင်လိုက်တယ်ဒီလူရဲ့ကြိုးစားမှုနဲ့ဖခင်ရဲ့နှလုံးခုန်ပြန်ဆက်သွားပြီးမြဲချက်ချင်းခွဲစိတ်ကိုတောက်ဖို့လိုအပ်နေတယ်ဒါပေမဲ့ခွဲစိတ်ဆရာဝန်ချုပ်ကဖုန်းမဖြေဘူးဒုနာပြုကမခွဲစိတ်ရင်ဖခင်တိဆုံးနိုင်တယ်လို့စိုးရင်စွာပြောဆိုတယ်ဒါကိုကြားလိုက်ကောင်မလေးမျက်ရည်ကျပြီးလူရဲ့လက်ထဲကိုသူ့စီမှာရှိတဲ့အကျွေးစစ်တစ်စီကိုထည့်ပေးလိုက်တယ်သူမကသူ့ဖခင်ကိုကဲကိုတောင်းမနေတာပါဒီလူဟာအခက်ခဲကြုံနေတယ်အခြားစီကိုတစ်ခုမှခွဲစိတ်မယ်ဆိုရင်သူ့ဆရာဝန်လုတ်ခဲ့သွားနိုင်တယ်ဒါပေမဲ့မျက်ရည်တွေကျနေတဲ့ကောင်မလေးရဲ့မျက်နှာကိုကြည့်ပြီးဒီလူဟာခွဲစိတ်ခန့်တဲ့ကိုစစ်ချလက်ချဝင်သွားတယ်